ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတို့ပြန်လည်ဝေမျှပေးမယ့်အကြောင်းအရာလေးကတော့မလေးရှားနိုင်ငံမှာ work permit နဲ့နေထိုင်တဲ့မိတ်ဆွေများအတွက် EPS စနစ်ပေါ့နော်ဒါပြန်လည်ကျင့်သုံးနေတဲ့ EPS စနစ်အကြောင်းအကြမ်းမြင့်ပြန်လည်ဝေမျှပေးမယ်ပြီးကြရင် EPS အကောင့်ကိုမိမိဘုံမှာဘယ်လိုဖွင့်လဲဆိုတာလေးပါတခါတည်းဝေမျှပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကတင်ဆက်သူ blogger ကိုထုတ်ပါတယ်ဟုတ်ကဲ့ကျွန်တော် EPS အကြောင်းအကြမ်းမြင့်လေးဆက်ပြီးတော့ပြောပြပေးမယ်ဗျ EPS ဆိုတာကတော့ကျွန်တော်အင်္ဂလိပ်လို Employee Provident Fund ဆိုတာကကျွန်တော်လုံသမားတက်တာခွင့်စနစ်လို့ပြောလို့ရတယ်မလေးလိုကြတော့ KWSP ပေါ့ KWSP ဆိုတာကဘာပြောချင်တာဆိုတော့ Quabulan 1 Simban Packager Quabulan 1 Simban Packager ဆိုတာဘာလို့ဆိုလို့ချင်တာလဲဆိုတော့အလုံသမားရဲ့Packager ပေါ့အလုံသမားရဲ့ပတ်စံတွေကိုတင်ပေးတဲ့အဖွဲ့အစည်းပေါ့ဒါမှမဟုတ်ရှင်အလုံသမားတွေအတွက်ကိုပတ်စံစုပေးတဲ့စနစ်ပေါ့เนาะဒါပုဂ္ဂလိကလုပ်ငန်းလုပ်ကိုင်တဲ့လူတွေအပြင်မှာအလုပ်လုပ်ကိုင်တဲ့လူတွေအတွက်ကိုဒါမလေးရှားနိုင်ငံသားတွေအတွက်ကတော့တောက်လျှောက်လဲပတ်နေတဲ့စနစ်တစ်ခုဖြစ်တယ်အဲ့တော့နိုင်ငံခြားသားအလုပ်သမားတွေအတွက်ကြတော့အရင်တုန်းကတော့လုပ်ခဲ့မှုတဲ့အခုမှတပံအစ်စ်ပြန်လဲစတင်ခဲ့တာဖြစ်တယ်အဲ့တော့စနစ်ကတော့သူတို့နိုင်ငံသားတွေအတွက်ကဘာလဲဆိုတော့အသက်55အထိကိုတင်ပြီးတော့เนาะပတ်စံကိုလာစဉ်ပေါ့အလုပ်သမားနဲ့အလုပ်ရှင်နဲ့သူကလာစာရဲ့ပါစနစ်စနစ်17ရာခိုင်နှုန်း12ရာခိုင်နှုန်း13ရာခိုင်နှုန်းပေါ့เนาะပါစနစ်ကတော့အသီးသီးပေါ့သတ်မှတ်ထားတယ်အဲ့တော့အဲ့ပါစနစ်အတိုင်းကိုစုရတာလာစဉ်စုတဲ့ပတ်စံကိုကျွန်တော်ကအသက်55နှစ်ပြည့်လို့ရှိရင်တော့အလုံးစုံပြန်လဲထုတ်ယူခွင့်ရှိတယ်အဲ့ကြားထဲမှာဗာလဲဆိုတော့မိတ်ဆွေတို့ကပညာသင်စိတ်တွေစေတကူတာခွင့်တွေဒီဟာပဲထုတ်သုံးလို့ရတယ်ဗျအဲ့တော့သူတို့နိုင်ငံသားတွေအတွက်เนาะဒါအသက်ကြီးလို့ရှိရင်ပြန်လဲသုံးဆွဲခွင့်ပေါ့เนาะပင်စင်လစာပုံစံမျိုးကြီးလေဒါထုတ်လို့ရတယ်သူတို့နိုင်ငံသားတွေအတွက်အကျိုးရှိအောင်လို့တိဆောက်ထားတဲ့စနစ်လေးတစ်ခုဖြစ်တယ်ကျွန်တော်နိုင်ငံသားတယောက်အနေနဲ့ကကျွန်တော်ပတ်စံထည့်ဝင်ပြီးတော့စုလို့ရတယ်စုခွင့်လည်းပေးထားတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီမိတ်ဆွေတို့ကပြန်ရင်အပီးပိုင်ပြန်မယ်ဆိုလို့ရှိရင်တော့ဒီပတ်စံတွေအကုန်လုံးကိုထုတ်ယူသုံးစွဲခွင့်ရှိတယ်เนาะထုတ်ယူပြန်လဲထုတ်ယူခွင့်ရှိတယ်ဒီစနစ်မှာကျွန်တော်ပတ်စံထည့်ဝင်မယ်စုမယ်ဆိုလို့ရှိရင်ကျွန်တော်အလုပ်ရှင်ကတစင်ကျွန်တော်ပတ်စံကိုလာစာကိုဖြတ်ပြီးတော့မှသူကဒီ EPS မှာပြန်လဲသူကသွင်းတာဖြစ်တယ်เนาะသွင်းတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ account ထဲမှာပတ်စံဘယ်လောက်ရှိလဲကိုထုတ်ချင်လား withdraw လုပ်ချင်လားဒါမျိုးတွေအားစမိတ်ဆွေတို့လုပ်လို့ရအောင်လို့မိမိဖုန်းထဲမှာမိမိ account ကိုဖွင့်ထားမှာဖြစ်တယ် Play Store မှာရိုက်ရှာကြည့်ပါ ABS ဒါမှမဟုတ်လို့ရှိရင် KWFP ဆိုပြီးတော့ရိုက်ရှာကြည့်ရင် software လေးတစ်ခုတွေ့လိမ့်မယ်เนาะဒါမလေးရှားနဲ့ပတ်သက်တဲ့ software လေးကျွန်တော်လည်းပြကြရင်တော့ဒါဒီဟာကို screen share လုပ်ပြီးတော့ပြောပြပေးတော့မှာဖြစ်တယ်အဲ့ဒါလေးကို down လိုက်မယ် down လိုက်ပြီးသွားလို့ရှိရင်မိတ်ဆွေတို့ကကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ account ဖွင့်ကြည့်ကြမယ်ဟုတ်ကဲ့ဆက်ပြီးတော့လေ့လာကြည့်မယ်ဟုတ်ကဲ့ပထမဆုံးမိတ်ဆွေဖုန်းထဲမှာရှိတဲ့ KWSP တောင်းရင် ABS ပေါ့နော်အဲ software လေးတွေကိုဝင်ရမှာဖြစ်တယ်เนาะကျွန်တော်ဝင်လိုက်မယ်အဲ့တော့ login ဆိုတာရှိတယ် login မဝင်ဘူးကျွန်တော်အောက်က account registration ဆိုတဲ့ကောင်လေးကိုဝင်ရเนาะaccount registration ဆိုတဲ့ကောင်လေးကိုကျွန်တော်နှိပ်လိုက်မယ်အဲ့မှာ first time user ဆိုတဲ့ဟာကိုဝင်ရမှာဖြစ်တယ်နောက်အောက်ကကောင်ဝင်လို့မရအောင်เนาะ active with OTP ဆိုတာကိုဝင်လို့မရအောင်ဘော first time user ကိုဝင်ရမှာဖြစ်တယ်အဲ့တော့အဲ့မှာဝင်လိုက်မယ်ပြီးတော့ passport ဆိုတာလေးကိုကျွန်တော်နှိပ်ရမှာဖြစ်တယ် passport type ဖြစ်တဲ့အတွက် passport ကိုနှိပ်မယ်အဲ့တော့အောက်ဆုံးမှာကျွန်တော်တို့ကဒီအောက်ဆုံးမှာပေါ့နော်အောက်ဆုံးမှာ register now ဆိုတာလေးကိုနှိပ်လိုက်မယ်အဲ့တော့ပြီးတော့ကျွန်တော် passport စာအုပ်ကို scan ဖတ်ရမှာဖြစ်တယ်เนาะ passport စာအုပ်ကိုလင်းရောင်ရှိတဲ့နေရာမှာတွားပြီးတော့ကျွန်တော် scan ဖတ်ရမယ်ကျွန်တော် passport ကို scan ဖတ်မယ် scan ဖတ်ပြီးတော့ငြိမ်အောင်ကင်ထားလိုက်တဲ့ခါမှာသူက auto ပေါ့เนาะ accept ဖြစ်သွားတယ်အဲ့မှာ passport စာအုပ်မှာပါတဲ့အချက်လက်တွေပေါ့နာမည်တွေ passport နံပါတ်တွေနောက်တော့နိုင်ငံเนาะနောက်တော့ gender ပေါ့နော် male လား female လားเนาะဒါလေးတွေပါတယ်အဲ့ဒါလေးစစ်မယ်မှန်တယ်ဆိုလို့ရှိရင်အောက်က I confirm that's all ဆိုတဲ့ဟာလေးမှာ tick လေးပြီးလိုက်မယ်เนาะ tick လေးပြီးပါချင်း continue ဆက်နေမယ်အဲ့ချိန်မှာကျွန်တော်ဖုန်းနံပါတ်ကိုရိုက်ရမှာဖြစ်တယ်เนาะမိမိဖုန်းနံပါတ်ကိုရိုက်ထည့်ရမယ်အဲ့တော့ဖုန်းနံပါတ်မေးဆိုရိုက်ပြီးသွားဆိုရင်အောက်က I am not robot ဆိုတဲ့ဟာကိုကျွန်တော် tick လေးပေးရမယ်เนาะ tick လေးပေးပါရင် continue ကိုဆက်နေမယ်အဲ့မှာကျွန်တော် OTP ကုတ်ကိုဖုန်းထဲကို message ရောက်လာမှာဖြစ်တယ်အဲ့တော့ message ထဲမှာပါတဲ့ OTP ကုတ်ဂရန်း6လုံးမှတ်မယ်ပြီးကြရင်ဒီမှာပြန်ဖြည့်မယ် continue ဆက်နေမယ်အဲ့တော့မျက်နှာ selfie ဆွဲမယ်ဟောတော့မျက်နှာ selfie စကန်ဖတ်မယ်အဲ့တော့မျက်နှာကိုပြုံးခိုင်းတယ်ဗောနော်ပြုံးခိုင်း smile ဆိုတာလေးပေါ်ပြုံးပြလိုက်ရင်သူက auto စကန်ဖတ်တယ်ဗောသူကတော့ motion တစ်ခုတောင်းတာဗောနော် motion ကို continue ဆက်နေမယ်
အဲ့ဆိုရင်တော့သူကသူ accept ဖြစ်သွားတယ်ပေါ့နော် register your registration beginning process ဆိုတာ register လုပ်နေတယ်ပေါ့နော်ဟုတ်ကဲ့ပြီးရင်ကျွန်တော်နော် continue ဆက်နေမယ်ပြီးကြလို့ရှိရင် password နှိပ်ကြတယ်အဲ့ password ကကဏ္ဍ6လုံးမဟုတ်သေးဘူးသူကပါလဲဆိုတော့ကဏ္ဍအကြီးပါမယ်အခရာအသေးပါမယ်ပြီးကြရင်1 2 3လေးဆိုတဲ့ကိန်းကဏ္ဍတွေပါမယ်ပေါ့အဲ့တော့ရှစ်လုံးကနေ16လုံးထိကိုသူကအဲ့ထဲမှာ password ထည့်ပြီးတော့ confine လုပ်ရတာဖြစ်တယ်နော် iSync ကိုလုပ်ရတာဖြစ်တယ်အဲကြောင့် iSync မှာကျွန်တော် heading လုပ်ထားတယ်တော့တဲ့မမြင်အောင်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် image ရွေးရတယ်ပေါ့နော် image ရွေးရတယ်ကိုကြိုက်တဲ့ပုံလေးကိုရွေးပေါ့နော်သူပေးထားတဲ့အချိန်မှာကိုကြိုက်တဲ့ပုံလေးကိုရွေးလို့ရတယ်အဲ့တော့နာမည်ပေါ့ကိုကြိုက်တဲ့နာမည်ကိုရွေးရမှာဖြစ်တယ်nickname ပုံစံမျိုးနောက်ပြီးတော့ကျွန်တော်က ID အောက်က agree နှိပ်လိုက်မယ်အဲဆိုရင်တော့ကျွန်တော်ရဲ့ account က successful ဖြစ်သွားပြီပေါ့နော်အောင်မြင်သွားပြီဖြစ်တယ်အဲ့တော့ကျွန်တော်မှာဒီမှာပြန်ပြီးတော့ account ကိုပြန်ဝင်ခိုင်းတယ် account နာမည်ရေးရတယ်ပေါ့နော်ဒါ account နာမည်ရေးရတယ်ပြီးတော့ password နှိပ်ရတယ်ပြီးကြရင်ဒါကို accept လုပ်ပေးရတယ်ပေါ့ yes that's me ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဒီမှာဆိုလို့ရှိရင် OTP code ထပ်ထည့်ရတယ်နော် OTP code ထပ်ထည့်ရတယ်မထပ်ထည့် continue ဆက်နှိပ်မယ်အဲ့တော့ကဏ္ဍ6လုံးရွေးရမှာဒီမှာဆိုလို့ရှိရင်ကျွန်တော်က software တွေကိုဝင်မယ်ဆိုလို့ရှိရင်သုံးမဲ့ကဏ္ဍ6လုံးဖြစ်တယ်เนาะပင်နံပါတ်6လုံးကိုရွေးရမှာဖြစ်တယ်အဲ့ဆိုရင်ဒီမှာဆိုရင်လက်ပွေစနစ်ပေါ့နော်လက်ပွေစနစ်ထည့်မလားပေါ့သူမေးတာထည့်မယ်ဆိုရင် sure လေးနှိပ်လိုက်မယ် sure လေးနှိပ်ပြီးတော့လက်ပွေစနစ်ကိုကျွန်တော်ထည့်လိုက်တယ်ပေါ့နော်အဲ့ဆိုရင်ဒါရတော့ innate ပဲဆက်နှိပ်သွားလို့ရတယ်နော် innate တွေပဲဆက်နှိပ်သွားလို့ရတယ်ပြီးရင် domo နှိပ်မယ်အဲဆိုတော့ကျွန်တော်အကောင့်ပွင့်သွားပြီပေါ့နော်ဒါကျွန်တော်အကောင့်ထဲမှာပတ်စံဘယ်လောက်ရှိတယ်ဆိုတာကိုကျွန်တော်ကြည့်လို့ရတယ် total amount ဘယ်လောက်လဲပေါ့နော်လစဉ်ဘယ်လောက်လဲဆိုတာလည်းကြည့်လို့ရတယ်ဗျနောက်အောက်မှာဆိုရင် detail ကြည့်လို့ရတယ် okay အဲဆိုရင်တော့မိတ်ဆွေတို့ EPS အကောင့်ဖွင့်တာအဆင်ပြေသွားပြီလို့ပြောလို့ရတယ်ဗျဟုတ်ကဲ့နောက်ဗီဒီယိုများမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ